တီတီကဟိုငကိုတွေကလည်းကိုယ့်ရဲ့ရည်ရွယ်ချက်တွေကသမီးလေးတွေကြီးလာရင်ဟိုဒီအောင်မြင်မှုတွေလည်းဖြစ်အောင်ဆိုတာကိုရည်ရွယ်ပြီးတော့ကိုကလည်းအောင်မြောက်ပေးခဲ့တာဆိုတော့အခုအောင်မြင်နေတော့လည်းတီတီကျင်းတဲ့တမက်ကလို့အဲ့လိုခွဲခြားလို့မရဘူးတီတီသားတွေရတယ်လို့ပဲသူတို့ကတော့မှပို့ပြီးတော့ဟို view site တာမျိုးဆိုပိုများသေးတယ်အဲ့လိုမျိုးအဲ့ဒါကတော့တီတီမှာသမီးလေး2ယောက်ရှိတယ်ဟိုတမက်2ယောက်စလုံးကလေသားလို့ပဲ သားသမီးတွေကိုအောင်မြင်အောင်ပြုစုပြောင်းထောင်ခဲ့တာကြောင့်မလို့အောင်မြင်တဲ့သားသမီးတွေအဖြစ်မျက်မြင်မြင်တွေ့နေရလို့စိတ်ကြည်နူးနေရပါမယ်အောင်မြင်မှုနောက်ကိုလိုက်နေတဲ့သားသမီးတွေကြောင့်မလို့မိဘကိုကိုကြီးဝုန်းနဲ့ပြုစုဖို့အချိန်မပေးနိုင်ကြပါဘူးသူတို့ရဲ့ရောက်ဖဖြစ်တဲ့ဇီတီဟာရေးထားတဲ့ post လေးကိုတွားပြီးသတိရမိပါတယ်ပြန်မရတော့မဲ့နောင်တတွေမဖြစ်ကြဖို့အတွက်အချိန်အခါနဲ့အခွင့်အရေးရှိနေတော့မှမိဘတွေကိုတက်ရှိပြခဲ့လို့ကိုကြီးဝုန်းနဲ့ပြုစုဖို့လိုအပ်ပါတယ်တဲ့